ချစ်ရဆုံးသမီးလေးတို့အစိတ်တင့်လူတွေနဲ့ဝေးဝေးနေပါသမီးလေးကြီးလူတချို့ဟာကိုဘဝရဲ့အကြည်တက်ကလေးကိုသူတို့ရဲ့အစိတ်တွေနဲ့လာမှွေနောက်တက်ပါတယ်အဲ့ဒီလူဟာကိုနဲ့အနီးကပ်ဆုံးတငယ်ချင်းလည်းဖြစ်ချင်းဖြစ်မယ်ချစ်သူလည်းဖြစ်ချင်းဖြစ်မယ်အရင်အခြားဆုံးမောင်နှမတွေထဲကလည်းဖြစ်ချင်းဖြစ်မယ်တချို့ဆိုရင်လေကိုမိဘတွေထဲမှာတောင်ကိုအစိတ်တင့်စေတဲ့အချစ်မျိုးနဲ့ပိုင်ဆိုးချဲလဲအုတ်ထိန်တက်သူတွေရှိနေတတ်ပါတယ်အစိတ်တင့်နေတဲ့လူတွေဟာသူတို့ကိုသူတို့အစိတ်တင့်စေမှလုံးဝလက်မခံတတ်ပါဘူးငါကချစ်လို့စေတနာထားလို့ကောင်းစေခြင်းလို့စသဖြင့်အကြောင်းပြချက်လှလှလေးတွေပေးပြီးကိုဘဝကိုသူတို့လက်ထဲမှာသက်ဆင်းနေရအောင်ထောင်ချောက်ဆင်သက်သူတွေပါပဲတချို့အစိတ်တွေကချိုချိုလေးတွေချစ်လိုက်ရင်မထင်ရပါဘူးကိုဘဝတစ်ခုလုံးသူ့လက်ထဲမှာမွင်းချက်လှောင်ပိတ်နေအောင်ခက်တင်တင်ပွေ့ဖက်ထားပြီးလူကိုအသက်ရှူခက်စေပါလိမ့်မယ်အစိတ်တင့်နေတဲ့အပြုတ်မှုတွေကိုကိုကရိပ်မိနားလည်ထားရင်အဲ့ဒီလိုလူမျိုးနဲ့ဆုံရတဲ့အခါဘလောက်ပဲချစ်ခင်ဆွဲလန်းနေပါစေသမီးလေးအဝေးဆုံးစီမှာသာနေလိုက်ပါဒီလူတွေကကိုယ့်ကိုသူဘလောက်ချစ်ခင်ဆွဲလန်းကြောင်းနေပြလိမ့်မယ်မျက်စိအောက်ကနေအပြောက်မခံနိုင်အောင်ကိုယ့်ကိုတန်တန်ဆွဲယူသွေ့ပြလိမ့်မယ်ကိုမရှိရင်သူ့ဘဝဘလို့မှမရက်တည်နိုင်သလိုဒရမာတွေခင်းပြလိမ့်မယ်အဲ့ဓာတွေဟာချိုမိန်တို့အစိတ်တွေပါပဲတမီလေးလူတယောက်ကလေကိုယ့်ဘဝကိုကာကြီးကနေအာထီနေရတကလွှမ်းမိုးချုပ်ကင်မှုစူးစမ်းနေပြီဆိုရင်တော့အဲ့ဒီအပြုတ်မှုတွေဟာကိုယ့်ကိုတိတ်ချလွန်းလို့မဟုတ်ပါဘူးကိုဘဝကိုသူ့စိတ်ကြိုက်ချဲလဲကြိုးကင်မှုထိန်းချုပ်နေတာပဲဖြစ်ပါတယ်တမီလီဒါဟာအစိတ်တင့်စေတဲ့အပြုတ်မှုပဲဖြစ်ပါတယ်အစိတ်တင့်နေတဲ့အပြုတ်မှုတစ်ခုထဲမှာကိုယ့်ရဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုသူ့ဘက်ကမျှဝေခံစားမပေးတတ်တာတန်ဖိုးထားမပေးတတ်တာပါပဲကိုယ့်ရဲ့အောင်မြင်မှုတွေဟာသူ့အတွက်ဘာမှတိတ်အရေးမကြီးတဲ့တာမန်တမန်ရိုးချဖြစ်စဉ်တစ်ခုလိုသဘောထားပြီးကိုယ့်ရဲ့တန်ဖိုးတွေကိုဆွဲနှိမ့်ချသွားပါလိမ့်မယ်တမီလေးကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေဟာလေသူ့အတွက်အထင်ကြီးလေးစားစရာမကောင်းပါဘူးကိုဘလောက်ပဲအောင်မြင်နေပါစေသူ့အတွက်ဘာမှမထူးခြားပါဘူးကိုယ့်ရဲ့ပျော်ရွှင်မှုဟာသူနဲ့ဘလို့မှမပတ်သက်မသက်ဆိုင်သလိုအီတီအစ်ဆက်အပြုတ်မှုမျိုးနဲ့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေကိုအပြစ်တစ်ခုလိုမျိုးခံစားရစေပါလိမ့်မယ်သူဟာကိုယ့်ရဲ့ခံစားမှုတွေကိုအမြဲတမ်းခက်ခဲစေအောင်တက်တောင့်တက်တာမရှိစေအောင်အချက်ကင်ပြပါလိမ့်မယ်တမီလေးဥပမာကိုယ့်ရဲ့မိသားစုဝင်တွေနဲ့သူ့ကိုနှိုင်းယှဉ်ပြီးတယောက်ကိုသာရွေးချယ်စေတာမျိုးကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့သူနဲ့နှိုင်းယှဉ်ပြီးရွေးချယ်ခိုင်းတာမျိုးပေါ့ကိုယ့်အလုပ်ကိုယ့်ဝါဒနာစတဲ့ကိုတန်ဖိုးထားတဲ့အရာတွေနဲ့သူဘဒုကိုရွေးချယ်ပေးရမလဲဆိုတဲ့အနေခက်စေတဲ့အခြေအနေမျိုးကိုသူဖန်တီးတတ်ပါတယ်ဒါဟာအစိတ်တင့်စေတဲ့အပြုတ်မှုတွေပါပဲတမီလေးနောက်ထပ်အစိတ်တင့်စေတဲ့အပြုတ်မှုတစ်ခုကတော့ကိုယ့်အပေါ်မှာသူ့အကျွေးတစ်ခုအမြဲတင်နေတယ်လို့ကိုယ့်ကိုခံစားစေတာမျိုးပါပဲသူဟာကိုယ့်ဘဝအတွက်ကျေးဇူးတွေရှိတဲ့ကယ်တင်ရှင်တယောက်လို့ကျေးဇူးရှင်တယောက်လို့သူ့ကျေးဇူးတွေကိုအမြဲတမ်းနားလည်ပေးနေရမယ်သူ့ကိုအမြဲတမ်းရှေ့တန်းတင်ပြီးဦးစားပေးနေရမယ်သူမှားတဲ့အခါသူကတောင်းပန်เสียမလို့ပဲကိုမှားမိရင်တော့မဆုံးနိုင်အောင်တောင်းပန်စေလိမ့်မယ်ကိစ္စတိတိလေးတွေကိုအမြဲချက်ထွင်ပုံကြီးချဲ့ပြီးအမြဲတမ်းပြဿနာရှာတတ်တာဟာဘလို့လုပ်ပြီးအချစ်ဖြစ်မှလဲတမီလေးသူ့အနားမှာနေရတိုင်းကိုဟာအသက်ဝဝလင်လင်မရှူဝင့်တယ်လို့ကျုပ်အခွင်လို့ကျွတ်ဆက်ပါလာတဲ့အခွင့်တစ်ခုပေါ်မှာရှောက်လန်းနေရတယ်လို့ဘယ်အချိန်ကွဲကြေသွားမလဲဆိုတာကိုအမြဲတမ်းရင်သမားမှစိုးရိမ်ပူပန်နေရမယ်ဆိုရင်ဒါဟာအစိတ်တင့်လွန်းနေတဲ့ဆက်ဆံရေးတစ်ခုပါပဲတမီလေးနောက်တစ်ခုကလေသူ့စိတ်ဆန္ဒအလိုမပြည့်တဲ့အခါတိုင်းကိုယ့်စကားအပြောအခေါ်မလုပ်ဖဲ silent treatment လုပ်နေတတ်တာဟာလေအစိတ်တင့်စေတဲ့အပြုတ်မှုတစ်ခုပါပဲအမှားတိုင်းအတွက်ကိုယ်မှာတာဝန်ရှိနေတယ်လို့မျိုးခံစားစေပြီးကိုကကြီးတောင်းပန်နေရတဲ့အပေါ်တဖြည်းဖြည်းမွင်းချက်စိတ်ပြက်လာပြီးသူ့အနာရောက်တိုင်းကိုဘာများအမှားလုံးမိမလဲလို့စိုးရင်ကြောက်လန့်နေရခြင်းဟာပျော်ရွှင်စရာမကောင်းတဲ့ဆက်ဆံရေးတစ်ခုပါပဲတမီးလေး
ကိုယ့်ရဲ့စကားတွေကိုအမြဲတမ်းအထာနာကောက်တတ်တာစကားလုံးဝအမှားမခံတာအစိုးမြင်တဲ့စိတ်တွေများနေတာသူ့ကိုယ်သူဒုက္ခတဲ့နေရာမှာအမြဲနေတတ်တာအမြဲတမ်းအပြစ်တင်နေတတ်တာကိုယ့်ရဲ့လုပ်ရက်တွေအပြုတ်မှုအပြောဆိုတိုင်းကိုအမြဲဝေဖန်ပြောဆိုနေတတ်တာဖြစ်ခနဲ့ရှိစိတ်တို့ဒေါသကြီးတာဟာလေအစိတ်တင်အပြုတ်မှုတစ်မျိုးပါပဲကိုယ့်အပေါ်ဒီလိုဆက်ဆံတတ်တဲ့သူမျိုးရှိလာခဲ့ရင်သူ့အပေါ်ဘလောက်ပဲချစ်ခင်ဆွဲမဲ့မိနေပါစေသမီးလေးစိုးစိုးစီးစီးကလေးကဝေးဝေးကရှောင်လိုက်ပါမိသားစုထဲမှာဆိုရင်တောင်စီတစ်ခုထားပြီးစီးကြော်မခံမင်းဝေးဝေးနေပါသမီးလေးအစိတ်တင့်စေတဲ့လူတွေဟာကိုယ့်ရဲ့ကြည်လင်ငြိမ်းချမ်းနေတဲ့စိတ်ကလေးကိုနောက်ကြည့်လှုပ်ခတ်စေတဲ့ဂဲလုံးကြီးတစ်လုံးလိုပါပဲသမီးလေးကိုယ့်ရဲ့စိတ်ဆွမ်းအင်ပါဝါတွေကိုစုပ်ယူသွားတတ်တဲ့ဝဲကရတစ်ခုလိုပါပဲပြီးတော့လေမြင့်မြင့်မာမာလွတ်လွတ်လပ်ပြန်တန်းခွင့်မရအောင်အတောင်တွေရိုက်ချိုးပစ်ခံလိုက်ရတဲ့ဆက်ဆံရေးတစ်ခုပါသူနဲ့သူနေနေတည်းကိုယုံကြည်မှုတွေနဲလာပြီးကိုယ့်ရဲ့ကဘာလေးဟာတဖြည်းဖြည်းတင်းငယ်ကျုံဝင်လာပါလိမ့်မယ်အစိတ်တင့်နေတဲ့လူတွေနဲ့ဝေးမှနေထိုင်လိုက်ခြင်းဖြင့်ကိုယ့်ဘဝဟာတိတိတတ်တာပေါ့ပေါ့ပါလွတ်မြောက်သွားပါလိမ့်မယ်သမီးလေးကိုယ့်ရဲ့စိတ်အကြည်တက်လေးတွေမပြေလွင့်စေပဲကိုယ်တန်ဖိုးကိုတီးပြီးစိတ်ဆွမ်းအင်ပြည့်နေလွတ်လွတ်လပ်လပ်အမြင့်ဆုံးထိပြန်တန်းနိုင်အောင်ရှင်တန်ပါသမီးလေး